ပြန်ပေးသမားတွေကိုဒူးထောက်စေခဲ့တဲ့တနစ်သားအရွယ်ကလေးမွေးကလေးကရွှေစွန်းစားလာတဲ့ဘီလီယံမိသားစုကကလေးတယောက်ကိုပြန်ပေးဆွဲမိရင်ဘာဖြစ်မလဲဒီကလေးကတော့သူ့ကိုခိုးယူသွားတဲ့ငတုံးလူမိုက်3ယောက်ကိုတရက်တွင်ဒူးထောက်သွားအောင်ပညာပေးခဲ့တဲ့ကလေးပဲဖြစ်ပါတယ်လူမိုက်3ယောက်ဟာကလေးကိုခိုးပြီးတော့အရောက်มาတဲ့အထိနာပါတော့တယ်နို့တိုက်ဖို့အပူချိန်စမ်းတာကိုအပေါင်းဖော်ရဲ့နှစ်ဖူးနဲ့ဆန်းတက်မိလို့ကလေးကငရေမိုးနေချိန်မှာလူမိုက်တွေကပြာတလဲဖြစ်နေပါပြီပုံမြင်ပြောပြီးတိမ့်သိမ့်ဖို့ကြိုးစားပေမဲ့ကလေးကမအိပ်ပဲလူမိုက်ကအရင်အိပ်ပျော်သွားပါတယ်ဒီကလေးလေးဟာပုံမြင်စာအုပ်တဲ့အတိုင်းမြို့ပတ်လမ်းရှောင်ရင်လူမိုက်တွေကိုငရဲကန်းပို့ပါတော့တယ်တရစ်ဆန်ယုံထဲမှာဂေါ်စီလာကြီးနဲ့မိတ်ဆွေဖွဲ့ပြီးလူမိုက်တွေကိုထိုးကြိတ်ခိုင်းတယ်လို့ပယာချီမြင့်နဲ့ဆောက်လို့ရေးခွင်ကတမဏိတိုင်ပေါ်မှာမုတ်တက်ဆိုင်လူမိုက်တွေကိုတန်လန်းကြီးကြိတ်ခဲ့စီပါတယ်မီးလောင်လိုက်အရိုက်ခံလိုက်ရတဲ့လူမိုက်တွေဟာခလေးနောက်လိုက်ရင်တီလောက်အောင်ပင်မတဲ့အခြေအနေကိုရောက်သွားပါတယ်နောက်ဆုံးမှာတော့ခလေးလေးဟာသူ့ရဲ့ပုံမြင်စာအုပ်ထဲကအတိုင်းခီးစဉ်ကိုအဆုံးသတ်ပြီးတော့မိဘတွေစီကိုဘေးကင်းကင်းနဲ့ပြန်ရောက်ခဲ့ပါတယ်လူမိုက်3ယောက်ကတော့ခလေးတယောက်ရဲ့ပညာပေးမှုကိုအလူးလဲခံရပြီးထောင်ထဲမှာနောင်တရနေပါတော့တယ်